နက်ဖြန်ဟာနှစ်ဆန်း2ရက်နေ့ဖြစ်ပါတယ်နှစ်ဆန်း2ရက်နေ့ဆိုတာလွန်စွာမှအရေးကြီးပြီးတော့မှလွန်စွာမှတန်ဖိုးကြီးတဲ့ထူးခြားတဲ့ရက်တရက်လည်းဖြစ်နေပါသေးတယ်နှစ်ဆန်း2ရက်နေ့ဆိုတာကနော်ဆရာတို့ကုသိုလ်ကောင်းမှုတွေလုပ်မယ်ဆိုရင်တစ်နှစ်တာလုံးကိုလက်ပွင့်လက်ရွှင်ပြီးတော့ငွေဝင်စေမဲ့နေ့တစ်နေ့ဖြစ်ပါတယ်ဆရာတို့အဲ့အားကြောင့်မလို့နှစ်ဆန်း2ရက်နေ့မှာဆရာကကော်ဖီနဲ့နော်ဒီနေ့စီနဲ့ပေါင်းပြီးတော့မှဓာတ်ဖွင့်လက်ဖွင့်နဲ့ငွေဝင်စေမဲ့ရတရားလေးကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်နော်ဆရာတို့ဒီနှစ်ဆန်း2ရက်နေ့ကနေစပြီးမြန်မာတစ်နှစ်တာလုံးကံကောင်းစေဖို့စီးပွားဥစ္စာတွေတိုးစေဖို့အလုတ်ကိုင်းတွေအဆင်ပြေစေဖို့အယောင်းဝယ်တွေကောင်းစေဖို့အရက်10မျက်နှာအရက်10မျက်နှာအရက်4မျက်နှာနေပြီးတော့ငွေတွေဝင်လာစေဖို့အတွက်ဆရာကကော်ဖီနဲ့နှင်းစီနဲ့လက်ဖွင့်တဲ့ရတရားကိုဆရာပြိတ္တတွေကိုဆရာကကုသိုလ်ပြုလက်ဆောင်ပေးသွားမှာဖြစ်ပါတယ်ဒီကော်ဖီနဲ့နှင်းစီနဲ့ဟိုဆရာတို့နှစ်ဆန်း2ရက်နေ့မှာနော်လက်ဖွင့်ပြီးတော့ရတရားလှုပ်ပြီးတော့ကုသိုလ်ကောင်းမှုလုပ်မယ်ဆိုရင်တစ်နှစ်တာလုံးကံကောင်းပြီးတော့မှငွေဝင်ပြီးတော့မှလှုပ်သမျှကိုင်သမျှကြံစီသမျှအောင်မြင်ပြီးတော့မှတကြွယ်ကိန်းဆိုင်ပြီးတော့မှတထေးကြီးတထေးမကြီးဖြစ်စေမဲ့အစွမ်းထက်ရတရားကောင်းတစ်ခုကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်ဥစ္စာဒနာတိုးစေပြီးတော့မှတစ်နှစ်တာလုံးလက်ပွင့်လက်ရွှင်စေမဲ့ရတရားဖြစ်ပါတယ်ဒီရတရားကိုနှစ်ဆန်း2ရက်နေ့မှာပြုလုပ်ရမှာဖြစ်ပါတယ်နှစ်ဆန်း2ရက်နေ့မှာဆရာတို့ပေါ့နော်တစ်နှစ်တာလုံးလက်ပွင့်လက်ရွှင်စေဖို့အတွက်ဆရာတို့နှင်းစီပန်3ပွင့်နော်နှင်းစီပန်3ပွင့်အနီရောင်ဖြစ်ရပါမယ်နော်ပြီးရင်ဆရာတို့ကော်ဖီ3ခွက်ကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကတ်လူမယ်ပြီးရင်စီမီအဖြူရောင်3နိုင်ကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုပူဇော်မယ်ပြီးရင်ဆရာတို့တန်မုတ်တွေကားတာကို17မီးငိမ့်အောင်လို့17ခေါက်ရွတ်ပါမယ်နော်နှစ်ဆန်း2ရက်နေ့တရက်သေးပဲပြုလုပ်မှာဖြစ်ပါတယ်နေတိုင်းလုပ်စရာမလိုပါဘူးဒီရတရားကိုလှုပ်လိုက်ပြီဆိုတာနဲ့ပိတ်ဆို့နေတဲ့အရာတွေပွင့်လန်းပြီးတော့မှလက်ပွင့်လာလိမ့်မယ်လက်ရွှင်လာလိမ့်မယ်တစ်နှစ်တာလုံးငွေဝင်ကံကောင်းလာပါလိမ့်မယ်ဆိုတာကိုဆရာအာမခံပါတယ်ဒီဗီဒီယိုကြည့်နေတဲ့9ရက်သားသမီးအားလုံးလည်းဒီဗီဒီယိုလေးကို share သွားပေးပါကွန်မန့်မှာလည်းမိမိရဲ့နေ့နာကိုရေးခဲ့ပါဆရာတဦးတယောက်ချင်းစီတိုင်းကိုဆူတောင်းပေးပါမယ်ဆရာရဲ့ဒီဘေးရင်ထူးမြောင်ဆိုတဲ့ဆရာရဲ့ TikTok account Facebook account ကိုလည်း like and follow လေးလုပ်ထားပေးပါဆရာစီမှာလည်းအခုရွှေနှစ်သစ်ငွေနှစ်သစ်ဆိုတဲ့တစ်နှစ်တာလုံးငွေဝင်ကျန်းပြီးတော့ကံကောင်းစေမဲ့ရတရားကိုလာအပ်လို့ရပါပြီ Viber တို့ Messenger တို့မှာလာအပ်ပေးပါဒါကတော့ဆရာရဲ့အဆောင်ရည်မွေးလေးဖြစ်ပါတယ်ဒါလေးကိုလည်းဆရာတို့မြန်မာနှစ်သစ်အတွက်ထုတ်ထားပါတယ်တစ်နှစ်တာလုံးငွေဝင်ကံကောင်းစေမဲ့ရည်မွေးလေးဖြစ်ပါတယ်အားလုံးပဲဝယ်သုံးကြည့်ပါအရန်အစွမ်းထပ်ပါတယ်9ရက်သားသမီးအားလုံးကျေးဇူးတင်ပါတယ်နက်ဖြန်ဟာနှစ်ဆန်း2ရက်နေ့ဖြစ်ပါတယ်နှစ်ဆန်း2ရက်နေ့ဆိုတာလွန်စွာမှအရေးကြီးပြီးတော့မှလွန်စွာမှတန်ဖိုးကြီးတဲ့ထူးခြားတဲ့ရက်တရက်လည်းဖြစ်နေပါသေးတယ်နှစ်ဆန်း2ရက်နေ့ဆိုတာကနော်ဆရာတို့ကုသိုလ်ကောင်းမှုတွေလုပ်မယ်ဆိုရင်တစ်နှစ်တာလုံးကိုလက်ပွင့်လက်ရွှင်ပြီးတော့ငွေဝင်စေမဲ့နေ့တစ်နေ့ဖြစ်ပါတယ်ဆရာတို့အဲ့အားကြောင့်မလို့နှစ်ဆန်း2ရက်နေ့မှာဆရာကကော်ဖီနဲ့နော်ဒီနေ့စီနဲ့ပေါင်းပြီးတော့မှဓာတ်ဖွင့်လက်ဖွင့်နဲ့ငွေဝင်စေမဲ့ရတရားလေးကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်နော်ဆရာတို့ဒီနှစ်ဆန်း2ရက်နေ့ကနေစပြီးမြန်မာတစ်နှစ်တာလုံးကံကောင်းစေဖို့စီးပွားဥစ္စာတွေတိုးစေဖို့အလုတ်ကိုင်းတွေအဆင်ပြေစေဖို့အယောင်းဝယ်တွေကောင်းစေဖို့အရက်10မျက်နှာအရက်10မျက်နှာအရက်4မျက်နှာနေပြီးတော့ငွေတွေဝင်လာစေဖို့အတွက်ဆရာကကော်ဖီနဲ့နှင်းစီနဲ့လက်ဖွင့်တဲ့ရတရားကိုဆရာပြိတ္တတွေကိုဆရာကကုသိုလ်ပြုလက်ဆောင်ပေးသွားမှာဖြစ်ပါတယ်ဒီကော်ဖီနဲ့နှင်းစီနဲ့ဟိုဆရာတို့နှစ်ဆန်း2ရက်နေ့မှာနော်လက်ဖွင့်ပြီးတော့ရတရားလှုပ်ပြီးတော့ကုသိုလ်ကောင်းမှုလုပ်မယ်ဆိုရင်တစ်နှစ်တာလုံးကံကောင်းပြီးတော့မှငွေဝင်ပြီးတော့မှလှုပ်သမျှကိုင်သမျှကြံစီသမျှအောင်မြင်ပြီးတော့မှတကြွယ်ကိန်းဆိုင်ပြီးတော့မှတထေးကြီးတထေးမကြီးဖြစ်စေမဲ့အစွမ်းထက်ရတရားကောင်းတစ်ခုကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်ဥစ္စာဒနာတိုးစေပြီးတော့မှတစ်နှစ်တာလုံးလက်ပွင့်လက်ရွှင်စေမဲ့ရတရားဖြစ်ပါတယ်ဒီရတရားကိုနှစ်ဆန်း2ရက်နေ့မှာပြုလုပ်ရမှာဖြစ်ပါတယ်နှစ်ဆန်း2ရက်နေ့မှာဆရာတို့ပေါ့နော်တစ်နှစ်တာလုံးလက်ပွင့်လက်ရွှင်စေဖို့အတွက်ဆရာတို့နှင်းစီပန်3ပွင့်နော်နှင်းစီပန်3ပွင့်အနီရောင်ဖြစ်ရပါမယ်နော်ပြီးရင်ဆရာတို့ကော်ဖီ3ခွက်ကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကတ်လူမယ်ပြီးရင်စီမီအဖြူရောင်3နိုင်ကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုပူဇော်မယ်ပြီးရင်ဆရာတို့တန်မုတ်တွေကားတာကို17မီးငိမ့်အောင်လို့17ခေါက်ရွတ်ပါမယ်နော်နှစ်ဆန်း2ရက်နေ့တရက်သေးပဲပြုလုပ်မှာဖြစ်ပါတယ်နေတိုင်းလုပ်စရာမလိုပါဘူးဒီရတရားကိုလှုပ်လိုက်ပြီဆိုတာနဲ့ပိတ်ဆို့နေတဲ့အရာတွေပွင့်လန်းပြီးတော့မှလက်ပွင့်လာလိမ့်မယ်လက်ရွှင်လာလိမ့်မယ်တစ်နှစ်တာလုံးငွေဝင်ကံကောင်းလာပါလိမ့်မယ်ဆိုတာကိုဆရာအာမခံပါတယ်ဒီဗီဒီယိုကြည့်နေတဲ့9ရက်သားသမီးအားလုံးလည်းဒီဗီဒီယိုလေးကို share သွားပေးပါကွန်မန့်မှာလည်းမိမိရဲ့နေ့နာကိုရေးခဲ့ပါဆရာတဦးတယောက်ချင်းစီတိုင်းကိုဆူတောင်းပေးပါမယ်ဆရာရဲ့ဒီဘေးရင်ထူးမြောင်ဆိုတဲ့ဆရာရဲ့ TikTok account Facebook account ကိုလည်း like and follow လေးလုပ်ထားပေးပါဆရာစီမှာလည်းအခုရွှေနှစ်သစ်ငွေနှစ်သစ်ဆိုတဲ့တစ်နှစ်တာလုံးငွေဝင်ကျန်းပြီးတော့ကံကောင်းစေမဲ့ရတရားကိုလာအပ်လို့ရပါပြီ Viber တို့ Messenger တို့မှာလာအပ်ပေးပါဒါကတော့ဆရာရဲ့အဆောင်ရည်မွေးလေးဖြစ်ပါတယ်ဒါလေးကိုလည်းဆရာတို့မြန်မာနှစ်သစ်အတွက်ထုတ်ထားပါတယ်တစ်နှစ်တာလုံးငွေဝင်ကံကောင်းစေမဲ့ရည်မွေးလေးဖြစ်ပါတယ်အားလုံးပဲဝယ်သုံးကြည့်ပါအရန်အစွမ်းထပ်ပါတယ်9ရက်သားသမီးအားလုံးကျေးဇူးတင်ပါတယ်